မြန်မာစကော့တလန်အစီအစဉ်ကတော့ပြန်လည်ရောက်ရှိလာပါပြီမြန်မာနိုင်ငံမှာအကောင်းဆုံးဆိုတဲ့ပင်ကိုစွမ်းရည်ရှိသူတွေကိုရှာဖွေဖို့ကျွန်တော်တို့တနိုင်ငံလုံးအနှံ့ကိုတွားရောက်ခဲ့ပါတယ်နောက်ထပ်အရန်ကိုကောင်းတဲ့အစီအစဉ်တစ်ခုအတွက် stage ကလည်းအဆင်သင့်ဖြစ်နေပါပြီကိုယ်ပိုင်စွမ်းရည်တွေကိုပြသဖို့လာရောက်ကြသူတွေကလည်းထောင်ထဲကိုခြေပြီးတော့မှရှိနေကြပါပြီခင်ဗျာဒီဘာတိုင်ပါလဲသေးသေးရုပ်ပေါ့မြန်မာစကော့တလန်2016 Jazz Audition ကနေကြိုဆိုပါရစေ။အခုဆိုရင်တော့ကျွန်တော်တို့ရဲ့ပရိသတ်တွေရောဒိုင်လူကြီးတွေရော Jazz Audition တွေအတွက်အဆင်သင့်ဖြစ်နေပါပြီ။ဒါ့အပြင် Mexer တွေကအဆင်သင့်ဖြစ်နေပြီဆိုတော့ဒီနေ့ Jazz Audition လေးစလိုက်ကြရအောင်ဗျာ။ယခုမြန်မာစကော့တလန်အစီအစဉ်ကိုအကောင်းဆုံးပုံရိပ်များဖမ်းယူပေးနိုင်မဲ့ Oppo Camera Phone မှကူညီပံ့ပိုးပေးထားပါတယ်ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမြင့်ချင်းများကိုကင်းစင်စေပြီးဖြူစင်ဝင်းပပဲလူရောင်လှကိုပိုင်ဆိုင်စေမဲ့ Ponswat Beauty မျက်နှာသစ်ဆက်ပြားမှဖြစ်ပါရဲ့ရှင်ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့ Clear ဘောက်ပြောက်ကောင်းရှော်ရီမှဖြစ်ပါတယ် Clear ဘောက်လုံးဝရှင်းတယ်အဆုံးစုံလန်းဆန်းစေတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အားလုံးရဲ့စ조사တင်ဆက်မှုများကိုအခုပဲတွေ့မြင်ရတော့မှာပါပြန်ပွဲများအားလုံးကလည်းအဆင်သင့်ဖြစ်နေပါပြီဟယ်လိုမေမင်္ဂလာပါခါဆုံးလို့လားဟုတ်ကဲ့ပါမေမြန်မာစကော့တလန် season 3ကနေပြန်နေကြိုးဆိုပါရစေမေမွေဒီနေ့မှာဒိုင်လူကြီးထက်လို့ရတဲ့ season 3မှာဒိုင်လူကြီးထက်လို့ရတယ်မေဘယ်လိုခံစားရလဲမေပြည့်တက်ယူခေးပြချင်တာလေတို့နောက်ပြတို့မြန်မာပြည်မှာမြန်မာဂေါ်တန်လန်ရှိရဲဆိုတာယူလဲဂုံကျင်တာပေါ့အဲ့တော့ရှေ့ပြန်တဲ့လူတွေတကယ်တော်ရဆိုလာတွေကိုညှောရတာပေါ့ဒီနေ့မှာဘယ်လိုမျိုးပြိုင်ဝင်နေပြီးတော့လင့်ထားတယ်လေextreme တွေပေါ့ကွာဟုတ် extreme ဆိုတော့သူများတွေလိုက်မလုံနိုင်တာထူကြတဲ့စွမ်းရည်ရှိတဲ့ကဘာကိုလည်းချပြလို့ကောင်းတဲ့အဲ့လိုပြိုင်ဝဲဝင်လေကြည့်ကျင်တယ်ဟုတ်ကဲ့ဒီနေ့မှာဒိုင်လူကြီးအစ်တယောက်ရှိတယ်မှာကြားရမလားကြားတယ်လူလူထင်တယ်မှာအမထင်ပြောရင်အစိုးရပဲဖြစ်မယ်နဲ့တူတယ်ဟုတ်လားသူကပြန်ပြောလေဆိုကျွန်တော်ဆဲရမှာလူကြည့်မယ်တော့မနော်အမထင်တာအစိုးရဖြစ်လိမ့်မယ်သိကြရပေါ့သိကြရဒီထိုင်ပြောင်းမယ်လို့ကြားတယ်ဘူးဖြစ်မယ်လို့ထင်လဲဆိုတော့เนี่ยတယောက်ပို့စိတ်လှုပ်ရှားဘုရားထိုင်ပြီးဆိုတော့လေတယောက်လှုပ်ရှားလှုပ်ရှားနေဒီနေ့မှာတော့ဒီအတန်ကိုဘယ်သူမှကြားကြမှာမဟုတ်ပါဘူးတကယ်လို့ဖျော်ဖြေတင်ဆက်မှုတစ်ခုကအရန်ကိုကောင်းနေပြီဆိုရင်ဒီလိုပုံစံမျိုးကိုတွေ့ရပါလိမ့်မယ် Trainer, Mount Deep
မှတ်မထားတဲ့ကြောင်လေးကိုရှိမှတေးတာပါတယ်နောက်တစ်ချက်ဒိုင်လူကြီးတို့ကတော့ဆိုတော့ရောကြီး yes yes โอเคတမ်း ဝေါဝေါပါဝါရင်ဂျာလေးပါဝါရင်ဂျာလေးအเจ้าနဲ့အားလုံးရှိမှာကားကြမယ်နော်ကြောက်ဘူးနော်โอเคပြိဿတက်ပြလိုက်ပါဦးတက်တာလာတော့မယ်တားလေးပင်လာပါ မေးတာပါ တားရဲ့နာမည်လေးနဲ့ဘယ်မျိုးနေရနေလာပြတယ်လဲဆိုတော့ပြောပြပေးပါဦး ရေမတော့ ဘယ်မျိုးသား ဟမ် တန်းနာမည်ဟမ်ရေမတော့လို့ ဟုတ်ပါပြီဒါဘယ်မျိုးနေရနေလာပြိုင်တာလဲဒါ ဝဲရရ သူဝနာဟာကောင်းတာပေါ့ဦးတို့နဲ့နင်းနီးလေးပဲကောင်းတာပေါ့ ရေမတော့ဝဲရ ဒါအသက်ဘယ်လောက်ရှိပြီလဲ တက်တာရရဲ့ ဒါအခုတရားဒါဆိုရင်ဒါဒီအခုဘာလုပ်ပြမှာလဲဒါ တာပါ စလိုက်ကြအောင်နော် တက်ရရော အဲ့ဘာကားလို့ခေါ်လဲ သူ့လို့ပြောတာကြားပါရဲ့အရင်ချစ်စရာကောင်းတာပဲတားကဘယ်သူသင်ပေးရလဲ တက်ရ ဆရာ တတစောစောတော့ကလေစက်ရုပ်ကနေပြီးလူဖြစ်သွားတာပေါ့ အာ ဟုတ်လားမဟုတ် တက်ရတာယူဝါပိတ်ရ စက်ရုပ်ကနေပြီးတော့သွားပိတ်လိုက်တာ ဟမ် ဟုတ်တယ်နော်ကလေးကိုစိတ်မရှိအောင်နှခါမမေးတော့အရန်တော်တယ်လို့ပဲပြောချင်ပါတော့တယ်နော်တတနော် ကျောင်းတက်ပြီလားစတင်နေပြီလား တေဦးတာအဲ အခုဒီကျောင်းခွင်းမှာသူငယ်တန်း ပဲကြည့်သေးရဲ့ မူကြိုပဲပညာစုံနေပြီပဲသားရဲ့တော်တော်ပညာစုံနေတာနော်ခုနကပါပညာကိုစုံနေတာပဲကျောင်းပညာလည်းစုံတာပဲအများကြီးတော်ဦးမှာနောက်ထပ်နော် ကျွန်တော်တို့ yes no လေးပြောလိုက်ရအောင်ဦးတီပြောပါအောင်စပြီးတော့ ရမ်းချစ်စရာကောင်းတယ်ရွေးတယ် yes ကဲ Rebecca တ
တာရဲ့တတ item လေးလိုက်ခိုးပြစီ yes မမိုးလေပါ ပြောမလားဒီကပြောနေတာဦးလေး ရရရပါလေ ပြောရမယ်နော်ရှေ့ 3ယောက်တော့ yes သွားပြီတာရင်ဦးကဘာလုပ်ရမှာလဲကဲပရိသတ်ကြီးကိုမေးချင်ကောင်းမယ်နော် ရောကြရော ကဲပရိသတ်ကြီး yes လား no လား ကျေးဇူးတင်ပါတယ်လို့ပြိတ္တာပြောလိုက်ပါဦး တေတူတေပါ yes โอเคတတာဘိုင်ဘိုင်ငါမြစ်ကိုသိရုပ်ကကအော်ဗျာ ကတ်တတ်တယ်အချိုးလဲကြာတယ်သူကမဆို အရင်လည်းရှိ ပြကောနော် ငါနဲ့အရင်လည်းရှိ သူကြောက်တဲ့ ဒါလည်းရမ်းမယ်ဒါလည်းရမ်း မချိုးလဲရှိသေးတာ ကောင်းကြီးရအောင်ပြီလွတ်ချင်တာလုပ်တယ်ဒါပဲသူရဲ့ဒီလိုမျိုးမှလုံးဝစိတ်မဝင် ဒါမျိုးလေးတောက်လျှောက်လာရင်မပြေတော့